မင်္ဂလာပါဗျရှာပြားလေးကနေတောင်းတလို့စိတ်ကူးလေးနဲ့ပုံဖော်ထားတဲ့ငပိရေကျိုးအချင်းဟင်းတို့စီရအစုံမဲ့ရွှေဖြုံကစွန်းပင်စိမ့်ရုံနေသည်ခရမ်းကျွတ်သည်နော်လေတော့ကျင်းလာသည်ညက်ကျက်တော့စားပါမယ်ဗျကိုဆိုးရတော့နော်ဒါတွေကတော့ဝတ်သားကြိုလေးကဲစားကြပါအောင်ဗျာကိုဆိုးရတော့ဒီမှာရှာပြားလေးနဲ့ပုံတော့စိတ်ကူးလေးနဲ့ပုံပေါ်ထားတာဟာကိုဆိုးကြီးအဲ့ဒါပကိုးကနေမှာတဲ့ငပိရေကျူလားဒီကပကူမပြီးလို့လားအော်ငပိရေကျူကောင်းပါလားရှလိတ်ပလိတ်ကိုစားပြပါကိုဆိုးကြီးငပိရေကျူကြီးတွေနှဲပြီးတော့သူများတွေတရေတောင်ကြတရေတွေကြနေပါပြီလားအဲ့ကိုဆိုးကြီးကြ